ဖျားခင်ကြီးတော်ချီးမွမ်းတာတော့ဖျားနဲ့တွားရင်တက်သေးရှိရမယ်ဒါအစပဲဒါအစပဲအစပဲဆိုတော့တခုပဲဗျဖျားနဲ့တွားရင်လှုပ်ဝက်ချက်တခုကဘာလဲဆိုတော့ပူလို့မရအောင်ဖယားရဲ့လက်တော်ကြီးအရာတစ္ဆာလည်းရှိတယ်အရာလည်းကောင်းမြတ်တယ်အရာလည်းကြီးမြတ်တယ်ဒါမဲ့ဖယားနဲ့အလုံးလုံးပြီဆိုရင်သွားမပူတော့နဲ့ပူရင်တော့လုံးမလုံးတော့အဲ့ဒါထူးဆန်းတယ် automatic တော့ရက်သွားကိုဘယ် area မှာကိုပူသွားလဲအဲ့ဒီပူတဲ့နေရာမှာဖယားလုံးလို့မရတော့ဘယ်အချိန်မှာဖယားအလုံးလုံးလဲဆိုရင်လုံးဝစိတ်ချတဲ့မှာဖယားအရန်လုံးလုံးတယ်ဖះလှုပ်သွားမယ်ဖះတကယ်လှုပ်တာဟာဖះတာဝန်ယူသွားမယ်ပြောဖះတကယ်တာဝန်ယူတော့ဆိုတော့ပူလာနဲ့ဖះရဲ့လက်တော်ကြီးဒိန်းဆိုရက်သွားဘာလို့လဲဘာလို့ပူလာနဲ့ဖះရဲ့လက်တော်ကြီးရက်သွားလဲဆိုတော့ဖះကသူ့ရဲ့ system ကဒါဆိုအမြဲတမ်းပြောရှင် don't try to beat the system နဲ့ don't try to beat the system ဖယားနဲ့အလုပ်လုပ်ပြီးဆိုရင်သူ့ရဲ့ system ကိုနားလည်အရန်လွယ်တယ်လောကကြီးလောကမှာနေရတာအလွယ်ဆုံးကသူ့ရဲ့ system ကိုနားလည်သွားဖို့ဒါတော့သူကဘာပြောလဲဆိုငါထမနီးခံရတယ်ဘာလို့ငါတဘိုးကထမ်းလွယ်တယ်မင်းလောကတဘိုးတော့သွားအတိမခံနဲ့အရန်လေးလိမ့်မယ်တို့တွေသူများကြည့်ပြီးတော့မှတရားဟောစားနေတယ်တရားဟောစားတယ်တရားဟောစားတယ်တရားဟောစားတာမို့တော့တရားဟောပေးနေတာအလူငွေပေါ်မှာရက်တည်ပြီးတော့အသက်ရှင်တို့တွေမွဲပြီးတော့သေတာကြာပြီဒါပေမဲ့ဟောလို့ကြွယ်ဝတာမဟုတ်ဘူးနော်မဟောပဲမနေနိုင်တော့အောင်ကောင်းမြတ်လွန်းတဲ့ဖယားရဲ့ကောင်းမြတ်ခြင်းတွေကိုသိလာရလို့တော့ ye shall know the truth shall set you free အော်ကြကောင်းတာဒီမနေ့မှာဖယားစကားလေးတစ်ခုပြောတယ် Holy Spirit ကိုတနည်းအားဖြင့်ဘယ်လိုသုံးလဲဆိုရင် the spirit of truth the spirit of what truth ဆိုတော့သူကအမားဘမှာရက်တည်တယ်ဖယားဝိညာဉ်တော်မဟုတ်ဖယားခင်ကျွန်တော်ကောင်းကြီးပေးပါလို့ပြောရင်ဝိညာဉ်တော်အလုံးမလုံးတော့အော်စရာကြီးမှန်ကန်စွာဝန်ခံတဲ့တို့ဆူတောင်းတဲ့အခါမှာဘက်ကလို့ဆူတောင်းတာဖယားမကြိုက်ဘူး declare လုပ်တာဖယားရမ်းကြိုက်တယ်ဒီစကားမှတ်တာဆရာဒေးဗစ်လာရဲ့တရားဟောချက်တွေဘာလို့ထူးခြားလဲဆိုတော့သူများတွေဘာလို့ကောင်းကြီးဖြစ်လဲဆိုတော့တခုပဲအရေးကြီးဆုံးကအဲ့ဒီလှုပ်ဝက်ချက်လေးတွေပေါ်ထုတ်ရတာကြိုက်တာဆရာဒေးဗစ်လာပေါ်ထုတ်လို့လည်းမရပါဘူးသူပေါ်ပြတာပါဒါပေမဲ့ပေါ်ထုတ်ချင်တဲ့လုံးသားတော့ရှိရတာပေါ့သူ့ရဲ့အထာလေးကိုသိအောင်ရေးလဲစာငတ်တာပေါ့ကွာတောင်းတယုံနောက်ကပတ်တော်ဆိုလာမလာနဲ့ကွာရိုးနေပြီတော့တိထားပြီးသားဟာတွေမဟောနဲ့ fresh တွေဟော fresh တွေဟောကိုထင်လိမ့်မယ်ကိုတိထားတဲ့အရာသူများမသိဘူးလို့ထင်လိမ့်မယ်သူများတိထားပြီးသားအကုန်လုံးအကုန်တိထားပြီးသားတော့ဟောရင်လူတွေစိတ်ညစ်တယ် daily ဖျားတဲ့နဲ့စီးထွက်နေတဲ့အစ်စ်တွေကိုကျွေးအလူတွေရှယ်လွတ်တာတော့နေ့တိုင်းမှာဘာလို့အလဲဆိုစီဝိုင်းပဲလို့တရားပဲဟောကြိုက်တာလို့စီးထွက်မဲ့အရာဘာလဲဆိုတော့သူ့အထာလေးတွေသူ့အထာကိုကိုတိဝိုင်းပြီးတော့ငါတဘောကထမ်းလွယ်တယ်သူပြောချင်တာဘာလဲဆိုတော့ငါရဲ့ system မှာလောက်ရတာအရင်လွယ်တယ်ငါတဘောထမ်းလွယ်ဆိုပါလဲငါရဲ့ system နဲ့တွားရင်မင်းအရင်လွယ်တယ်ဒီ Babylonian system နဲ့မင်းဝင်သွားပြီတယ်နော်ဒီလောကရဲ့ system က Babylonian system
အခုနသူဖြတ်ခနဲ့ပြောလိုက်တဲ့စကားအဲ့ဒါဖယားရဲ့ system ထဲမှာပါသွားတာ hallelujah hallelujah ပြောတယ်မိမလိုင်းတခါတည်းပတ်စာမှာယူလာခဲ့အဲ့ဒါအလကားမထင်နဲ့အဲ့ဒါသူ့ရဲ့ system ဖယားရဲ့ revelation ရှိပြီဆိုရင်အဲ့ဒီပတ်စာကိုခေါ်လို့ရတယ်ဒီတိုင်းတော့ခေါ်လို့မရအောင်ပတ်စာလာခဲ့ခေါ်လို့မရအောင်ဒါပေမဲ့ revelation ရှိပြီဆိုခေါ်လို့ရပြီသူ့ရဲ့ revelation လာပြီဆိုခေါ်လိုက်တော့တန်းလဲချီတယ်တန်းနဲ့ချီတာတွေဝင်လာနေတယ် revelation ဒါတို့ကနေတိုင်းမှာဖယားပြောစကားယောရှုဤပညတ်တိကျမ်းစာနဲ့ရေးထားသမျှတို့ကိုချင့်မြူစောင့်ရှောက်ခြင်းအလို့ငါကျမ်းစာကိုမဖတ်မရွတ်ပဲမနေဆိုတာဘာကြောင့်လဲဆိုတော့ तू ကနေတိုင်းဖွင့်ပြနေတော့အဲ့ဒီဖွင့်ပြကျမ်းစာမဖတ်လို့တို့ဘာမှဖယားလည်းမဆုံးမပါဘူးဖယားလည်းနဘာနေကျင်းတာလည်းမရှိပါဘူးဒုက္ခတွေပေးတာလည်းမရှိပါဘူးဖယားဒါပေမဲ့ကျမ်းစာမဖတ်ခြင်းအပြင်တို့ကသူ့ရဲ့ update တွေတို့မသိတော့ that's true တီထားပေးတဲ့အရာနဲ့အသက်ရှင်လို့မရဘူးဖယားအမြဲတမ်း update ဖြစ်နေတာ तू က update ဖယားကြီး update အမြဲတမ်းလုပ်လို့ကိုကလည်း update ဖြစ်ရှင်ဘာလို့လဲဆိုတော့မနေ့တိုင်းဖွင့်နေရတယ်ပြောချင်တာတရားဟောဖို့မဖွင့်နဲ့အမှုတစ်တွေပြုဖို့ဖွင့်ရတာအမှုတစ်တွေပြုဖို့ဖွင့်ရတာအမှုတစ်တွေမပြုနိုင်တော့ဘာဖြစ်လို့လဲ update မဖြစ်တော့လို့ update ဖြစ်တဲ့လူကဘာဖြစ်နေအမြဲတမ်းအမှုတစ်တွေပြုနေတယ်တောင်းတော့စကားပြောရမယ့်ကာလမဟုတ်တော့ဘူးအကောင့်ထဲပေါ်ရမယ့်ကာလဖြစ်လာပြီအဖေခင်ကောင်းမြတ်တယ်ပြလေဖျားခင်ကောင်းမြတ်ပြလိုက်ဖျားခင်ကျွယ်ဝတယ်ပြလိုက်ဖျားနိုင်ငံတော်စကားနဲ့မတည်ဘူးတကိုးနိုင်တည်တာအဲ့တကိုးကလည်းချီထားပြီးသားဒါပေမဲ့ဖျားဘယ်ချိန်မှာအလုံးလုံးလဲဆိုရင်ဖျားသခင်ရဲ့ revelation ကို declare လုပ်လိုက် the spirit of truth ဆိုတဲ့ဝိညာဉ်တော်ကြီးအကောင့်ထဲစပေါ်ဟုတ်လားဖယားရဲ့ကြီးမားစွာအလုံးလုံးတာကြီးကိုမြင်ခြင်းရဲ့ဒီနေ့ပြပြောရင် spirit of the truth ကအလုံးလုံးခြင်းစေခြင်းနဲ့ဆိုရင် तू ကအလုံးလုံးခြင်းလို့တော့ပြင်းနေတာဒါပေမဲ့ဘသူစီကနေဖယားစကားထွက်လာမလဲဆိုတာကို तू ကစောင့်နေတာအောင်စရာကြီးနော်ကပောက်ချခန်းကြီးတစ်ကိုဖလိုက်တယောက်ဖလိုက်မြဖလိုက်အခန်းကြီးတစ်ငယ်တစ်ကိုတယောက်လောက်အစာဦး၌ဖယားသခင်သည်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မယ်ဆက်သွားပါပြောလဲမြေကြီးသည်စင်တရာမရှိလွတ်လပ်လာဖြစ်နဲ့ရအရက်ကိုမောင်မိုက်ဖုံးလွှမ်း၍ဘုရားသခင်ဤဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားဘာမှမရှိသေးဘူးတဲ့ဘာမှမရှိမောင်မိုက်ကြီးဖြစ်နေတယ်တင်းရဲ့အနာကမောင်မိုက်ကြီးဖြစ်နေပါစေအဲ့ဒီမောင်မိုက်ကြီးအလင်းသေးလာပေးဖို့ဝိညာဉ်တော်က ready လုပ်နေတယ်အဲ့ဒီမှာရေမျက်နှာမှာလှုပ်ရှားတယ်ဆိုတာဒိပဲဘာလဲဆို Hebrew လို့တေချာပြန်ကြည့်တဲ့အခါမှာ he's ready to do something hallelujah he's ready to do something တော့ဝိညာဉ်တော်ရဲ့အဓိကသူက ready to do something ဘယ်အချိန်မှာလဲဆို let there be light လို့ဖရားစကားကြီးဝုန်းဆိုထွက်ပြီးဆိုတော့သူကဆော်တော့မှာ come on သူကအလုံးလုံးချင်ရေမျက်နှာမှာလှုပ်ရှားတယ်ဆိုတာဒိပဲဘာလဲဆို I'm ready ဘယ်အချိန်မှာလဲဘယ်စကားမှစိတ်ဝင်စားဝိညာဉ်တော်ကဘယ်အချိန်မှာအလုံးလုံးပြီလဲဆိုရင်ဖရားစကားပတ်စဝင်လာရေမျက်နှာမှာလှုပ်ရှားတော့မူလေဆက်ဖတ်ကြည့်အောင်ဘုရားခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေအမိန့်တော်မလာမချင်းသူကရေမျက်နှာပြင်မှာသူက ready လုပ်နေတယ်လုပ်ပြီဒါပေမဲ့အဲ့ချိန်မှာ let there be light လို့ပြောလဲပြောအလင်းရောဝင်ရောက်လာအခုနအဲ့ဒီဝိညာဉ်တော်ကရေမျက်နှာပြင်လှုပ်ရှားတယ်လို့မပြောခင်မှာဘာဖြစ်နေလဲအစင်းတရာမရှိလွတ်လပ်လာဟာဖြစ်တယ်ခတ်သိမ်းတော့အရာမောင်မိုက်ကတင်းရဲ့အနာကခတ်သိမ်းတော့အရာမောင်မိုက်ဖုံးလွှမ်းနေပါစေရဒါကြောင့်ပြောတာဘာပြောရလဲထားလို့လင်းလို့တင်းအလင်းရောက်လာ traffic ဖုံးလို့တင်းမှာဖော်ထုတ်လို့ရှိတယ်အဲ့မှာစက်ကြည့်တဲ့ခါမှာဘာတွေ့ရလဲမြေကြီးတွေမောင်မိုက်တွေမြေကြီးကိုဖုံးလွှမ်းလိမ့်မယ်ကြိုက်တဲ့လောက်ဖုံးကြိုက်တဲ့လောက်ဖုံးဒါကြောင့်ဒ
decrease and declare ဆိုတဲ့စကားကြီးကဆူတောင်းရင် I decrease and declare that ဟာလားဆိုငါဆူတောင်းရင်အမြဲတမ်းမှတ်တာ declaration ဆိုတာကြီးညာပြီးတော့ဆူတောင်းရတာဘေးပါလို့တောင်းရတာမဟုတ်တော့ဘေးပါလို့တောင်းတော့ဘာဖြစ်လို့လဲဆရာအမြဲတမ်းပြောသလို we are not fighting for the victory we are fighting from the victory တို့အောင်မြင်ဖို့တောင်းနေတာမဟုတ်အောင်မြင်ဘေးဘေးကွာဆိုတာကြီးညာတာဘာဖြစ်လို့ဆိုတော့ယေရှုခရစ်တော်ကအကုန်လုံးလုတ်ပေးပြီးတော့မှ तू ကလဝကတိုင်းမှာ it is finished မင်းတို့တော့ငါလုတ်ပေးပြီးသွားပြီလို့အဲ့ဒါကြောင့်ဟာလားယောမတွေကကောင်းကောင်းသဘောပေါက်တာယောမတွေကကောင်းကောင်းသဘောပေါက်တာတစ်တိုင်မှာရိုက်ထားတယ်တစ်တိုင်ချမှာ it is finished လို့ပြောတာဘယ်မှမပြောတစ်တိုင်မှာ it is finished လို့ပြောတစ်တိုင်မှာယေရှုရှိမှ it is finished အတိတ်ပဲပါလား तू အောင်မြင်ပြီဆိုရင်ဘာလုပ်လဲ तू ကျင်းညာပြီအောင်မြင်ပြီဆိုရင်ကျင်းညာပြီโอเคဒီလူကတော့သေတန်းချမှတ်လိုက်ပြီဆိုရင်လေအဲ့ဒီတစ်တိုင်ပေါ်မှာ तू ရိုက်တာနဲ့ရိုက်ပြီးပြတယ်ဒီကောင်ကဒါဆိုကောင်ဒါတော့ဒီကောင်ဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့ခဏနေ तू လာပြီ तू ဒီလူရွေးပေးလိုက်တဲ့သူရှိပြီဆိုရင် तू ဘာလုပ်လိုက်ပြီလဲဆိုတော့ तू လွတ်သွားပြီဆိုအမှပဲပြန်ကျင်းညာတယ်ဆိုတော့ तू ဘာလုပ်လဲဆိုအမြဲတမ်း post လုပ်တယ်ဆိုတော့တနည်းအားဖြင့်တို့လောက်ရမယ့်အလုပ်ရဲ့ပုံစံဘယ်လိုလဲဆိုရင်သိရမှာရှင်းလေးစစ်နိုင်သွားပြီဆိုရင်လူတယောက်ကပြေးလာပြီးတော့ဘာလုပ်လဲအဲ့ဒါမာရသွန်လို့ခေါ်တာပေါ့ပြေးလာပြီးတော့ဘာပြန်လာပြောလဲဘာလို့စစ်နိုင်သွားပြီအဲ့ဒါဆိုဘာလုပ်ပြီလဲတစ်မျိုးလုံးကပြောကြပြီအခုတို့ရဲ့အလုပ်ကမာရသွန်လို့တို့အလုပ်ကမာရသွန်လို့တို့ကယေရှုအောင်မြင်ခြင်းကိုတို့ကကြွေးကြော်ရတာလာပြီးတော့မှ hey မင်းတို့ပူစရာမလိုတော့ဘူးအောင်မြင်ပြီဆရာဒေးဗစ်လာလုံနေအဲ့ဒါမင်းတို့ပူစရာမလိုဘာဖြစ်နေငါတို့အောင်မြင်ပြီကြွေးကြော်ခိုင်းတာဒါကြောင့်မှတ်တာဆူတောင်းတဲ့အခါမှာကြွေးကြော်ခြင်းနဲ့ဆူတောင်းရတာချိန်ညာပလိုက်တာဘလို့ချိန်ညာလဲငါတို့ကအောင်သွားပြီငါတို့ကအောင်မြင်ခြင်းဒါကြောင့်အဲ့လိုကြွေးကြော်တိုင်းမှာဘသူကနေအလုတ်လုတ်လဲဆိုဝิญဉ်တော့အရန်လုတ်လို့ရပါdeclare လုပ်တော့ဘုရားအရန်ကြိုက်စောမတ်တာပဲအခုနဒါပေမဲ့ကိုပြောတဲ့စကားဒီဖယားရဲ့မသူများပြောလို့လိုက်ပြောတာမဟုတ်ဘူးချမ်းသာဖားရင်စင်ကျင်နေတဲ့ဝိညာဉ်တော်ကမင်းအောင်မြင်သွားပြီကွာတင်းဆိုတကိုးပါတယ်ဖယားစကားပြောရင်ဘာရလဲအရင်ဆုံးမှတ်တာတကိုးပါတယ်စိတ်ချမ်းသာဖတ်လို့တကိုးပါတယ်စိတ်မရသေးဘူးဆိုရင်သင်ဖယားစကားမကြားသေးဘူးချမ်းသာဖတ်နေရင်းနဲ့မှတကိုးပါတဲ့စိတ်ကြီးတစ်ခုကအဲ့ဒီချမ်းသာတဲ့ဒုံးဆိုရပြီဆိုရင်တင်ဘာရသွားပြီလဲဖယားစကားတန်ရသွားပြီအဲ့တော့ရီမာလို့ခေါ်တာရီမာရသွားရင်ပထမဆုံးရတာဘာဖြစ်သွားဆိုတကိုးပါတဲ့စိတ်ချမ်းသာဖတ်နေတဲ့ရီမာရသွားပြီဆိုတကိုးပါတဲ့စိတ်ရတယ်ရှစ်တက်တဲ့စိတ်ရတယ်ရှင်းလင်းသောစိတ်ရသွားပြီအဲ့ဒါဆိုဟာလာလုံးဝရှင်းသွားပြီရအဲ့ရ तू ဘာလုပ်ပြီလဲအဲ့လိုလူတယောက်ကရီမာရတဲ့လူတယောက်ကနေပြီးတော့ရမကြခင်ကြည့်တာငါကျွဲဝချင်းနဲ့ငါဘက်ကိုစီးဆင်းလာပြီလို့ပြောလိုက်တာနဲ့ဝิญဉ်တော်စာပြီဘာလို့ပြောတာလဲဆိုတော့ तू ကသူ့ဖာတာ तू ဖြစ်ချင်တာတွေရှောက်ပြောတာမဟုတ်တော့သူ့ရဲ့ဖြစ်ချင်တာကိုပြောတာမဟုတ်ဘူးသူ့ရဲ့ဖြစ်ချင်းကိုပြောတာဖြစ်သွားပြီကွာတယ်ဖြစ်ချင်တာပြောလို့ဘာမှဖြစ်လာဘူးဒါပေမဲ့သူ့ရဲ့ဖြစ်ချင်းကိုသိပြီးတော့မှယေရှုအပြင်သူ့ရဲ့ဖြစ်ချင်းကိုသိပြီးတော့မှ तू စပြောလဲပြောလိုက်ဝิญဉ်တော်အကုန်လုံးဖြည့်တော့တာဖြစ်ချင်တာပြောတာလားဖြစ်ချင်းကိုပြောတာလားအဲ့ဒါမှတ်ထားမြဲတာဖြစ်ချင်တာမပြောနဲ့မရဘူးဒါပေမဲ့ဖြစ်ချင်းအမှန်ကိုပြောရင် the spirit of the truth ကဘာလုပ်ပြီလဲအကောင့်ထဲစဖို့ပြီးရောအမြဲတမ်းရေမျက်နှာပြင်မှာလှုပ်ရှားနေတဲ့ဝိညာဉ်တော်တဲ့အတိတ်ပဲဘာလဲဆိုတော့သူ့အလုတ်လုပ်ဖို့ရန်အတွက် ready လုပ်နေတဲ့ဝိညာဉ်တော်တဲ့အောင်စေမကြည့်တကူနမိတ်လက္ခဏာဖြစ်တယ်ဆိုတာရိုးရိုးလေးဒီမှာအမှုတော်ဆောင်နေဆရာလာမနေတဲ့အမှုတော်ဆောင်နေတင်သွားတဲ့နေရာမှာနမိတ်လက္ခဏာဖြစ်ခြင်းလွယ်လွယ်လေးတင်ယူလိုက်ဒီမှာတော့ဝတ္ထုခန်းကြီးရှင်းကိုဖတ်အငယ်9လောက်ကနေစဖတ်လိုက်မြန်လေးဖတ်လိုက်
ဖိလိပ္ပုဒီလဲရှမာရိမြို့တို့သွားပြီးခရစ်တော်ဤအကြောင်းကိုဟောလေဤ ခရစ်တော်ဤအကြောင်းကိုဟောပြီးတယ်ဝါအရေးကြီးတာတို့ဟောတဲ့တရားကခရစ်တော်ရဲ့တရားဖြစ်ရမယ်ခရစ်တော်ရဲ့တရားမထာခရစ်တော်ဤတရားအဲ့တော့ရေးလဲနိုင်ချွတ်လေးလာခရစ်တော်ရဲ့တရားဘာမလေးလာနဲ့ကီးတွေပဲလေးလာကျမ်းစာထဲမှာကီးတွေရှိတယ်အဲ့ဒီကီးတွေအလုံးခရစ်တော်ပဲဆက်ဒီတလုံးမှာဖခင်ရဲ့နှိုးစော်နေဒါမဲ့လေးလာနေတော့မယ်ကဘာဦးကျန်နေပြတဲ့ချမ်းဒီခရစ်တော်ဖော်ထားတာအရလာကဘာဦးကျမ်းပါ the seed of woman ကဘာလို့လဲယေရှု the seed of woman ကယေရှုထွတ်ပြောက်ကျမ်းပါဘာဖြစ်သွားပြီလဲ the lamb of god ယေရှုတော့ဝပြရချန်တော်လေရချန်တရားဟောရချန်အမှယေရှုဖော်ပြတာဆရာခု this is low နေပြီကိုအားတဲ့ချင်းထားလို့ပေါ့တကယ်မိုက်တာ so ခရစ်တော်ကြောင့်စတော့ဘာလုပ်ပြီလဲညီလေး ဟောလေဤ ဟောလေအပြော လူစုအဝေးတို့ဒီကြား၍ဖိလိပ္ပုပြုတော်နမိတ်လက္ခဏာတို့ကိုမြင်တော့အခါသူ၏စကားကိုတင်ကြီးတင်းတဲ့နားထောင်ကြ၏နားထောင်ဘာလို့လုပ်ပြီလဲဝိညာဉ်တော်လုပ်ပြီဟုတ်မနော်အဲ့ဒါဖျားเจ้าမဟုတ်ဘူးလမ်းမှာဒီတိုင်းပဲလိုက်ဟောနေတာဒါပေမဲ့လူတွေအားလုံး attention ပေးရပြီဘာကြောင့်လဲဝိညာဉ်တော်ကြောင့်တော့ဝိညာဉ်တော်မှာပါပဲနဲ့ခရစ်တော်ဖြစ်တယ်ဆိုတော့သွားဟောလို့မရဘူးတဲ့တစ်ကောခန်းကြီးစနစ်အငယ်3မှာဖော်ပြထား2နဲ့3မှာဖော်ပြထားဆိုတော့အမြဲတမ်းကိုကနှုတ်ကပတ်တော်ကိုအထက်ကနှုတ်ကပတ်တော်ထဲမှာရှင်းတန်နေရမယ်ဒီစကားအမြဲတမ်းမှတ်တာမနက်ထနဲ့ညအိယာဝင်သွားတယ်ရှင်းတန်နေရမယ်နှုတ်ကပတ်တော်ကြီးနှုတ်ကပတ်တော်နဲ့အမြဲတမ်းလာဆန်းနေရမယ်နှုတ်ကပတ်တော်နဲ့အားရှိနေရမယ်နှုတ်ကပတ်တော်ဆွဲလန်းနေရမယ်ဆရာဒေးဗစ်လာမှာပူပန်စရာတွေဆိုရင်တော့အများကြီးရှိမှာပေါ့ဘာဆိုဝိညာဉ်ရမှာခေါင်းဆောင်ဖြစ်လာတယ်ဝိညာဉ်ရမှာအဲ့လိုဖြစ်လာပြီဆိုအမြဲတမ်းပါရှိလဲဆိုအမြဲတမ်းထိုးနှက်မှုတွေအမြဲတမ်းတိုက်ခိုက်မှုတွေအမြဲတမ်းသူများနဲ့မတူတဲ့ဟာတွေအမြဲတမ်းဝင်နေတာအမြဲတမ်းရှိတယ်မပူနဲ့အမြဲတမ်းရှိတယ်ဒါပေမဲ့အဲ့ဓာတွေဘလောက်ပဲရှိဂတိတော်ကရှယ်မိုက်တာဂတိတော်ရန်ကောင်းတယ်ဆိုတော့ခရစ်တော်တရားကိုစတင်ဟောတယ်လူတွေနားထောင်ပြီးတယ်ဝိညာဉ်တော်စလုပ်ပြီဒါကြောင့်မှတ်တာတို့ဟောတဲ့တရားခရစ်တော်ရဲ့တရားဖြစ်ရမယ်အာမင်ဒါမြဲတမ်းမှတ်တာခရစ်တော်ရဲ့တရားကျွန်တော်ပြောလိမ့်မယ်ထွင်ဖို့မစင်စားနဲ့လူတွေကဘာဖြစ်လာဆိုခရစ်တော်တရားယူသွားပြီ simple is better အရေးကြီးတာဒီဟာလေးပဲဟောနေဒါပေမဲ့ဝိညာဉ်တော်ပျော်မွေ့တဲ့အရာဖြစ်ဖို့ပဲလိုတယ်ဒီအကြောင်းအရာပဲသူများဟောပြီးသားဆရာပြန်ဟောမယ်မတူစေရအောင်ဘာပါလဲရှင်းလေးပဲဝိညာဉ်တော်ပါတာဒီတရားကိုချက်ပဲဆရာရဲ့လှုပ်ဝက်ချက်တစ်ခုကတော့လှုပ်ဝက်ချက်လို့ပြောလို့လည်းရတယ်မလှုပ်ဝက်ပါဘူးတစ်ခုပဲရှိတယ်ဒီနေ့အထိဆရာဒေးဗစ်လာကိုတစ္ဆာရှိစွာနဲ့ဆွဲခေါ်တာဝိညာဉ်တော်ပဲအာမင်ဟာလေလုယာဆရာဒေးဗစ်လာလည်းဝိညာဉ်တော်အလုံးမလုံးတော့မှကြောက်တဲ့အတွက်ကြောင့်အမြဲတမ်းဝိညာဉ်တော်ဝက်ကတ်ထားတယ်ဝိညာဉ်တော်မပိုင်ဘာမှကိုမရတော့တာတော့ကဘာဥကတဲ့ကဝိညာဉ်တော်ကရေမျက်နှာမှာလှုပ်ရှားတဲ့ဝိညာဉ်တော်ဒီနေ့ထိလည်းရေလည်းလှုပ်ရှားနေတယ်လှုပ်ရှားတယ်ဆိုတာဒီတိုင်းလှုပ်ရှားတော့ဘာလို့လဲ getting ready တခုလှုပ်တော့မယ် yeah I'm ready အဲ့လိုခိုင်းတာဆိုတော့မကြီးခရစ်တော်အကြောင်းစပြီးတော့ဟောလူတွေနားထောင်ပြီးတော့ဘာဖြစ်ပြီလဲကျောင်းမူကနတ်ဆိုးဆွဲတော်သူများတို့၏ထဲမှနတ်ဆိုးတို့သည်ပြင်းစွာသောအတန်နှင့်အော်ဟစ်လျက်ထွက်သွားကြ၏ချစ်တို့ပြောနေဘာဖြစ်နေပြီလဲနတ်ဆိုးတွေကဘယ်လိုထွက်တာလဲပြင်းစွာသောအတန်နှင့်အော်ဟစ်လျက်ထွက်တယ်ရိုးတတ်မထွက်ဘူးနော်အော်ပြီးတော့ထွက်ရတာဒါဆိုခုနားလည်ပြောမယ်ဆရာနေတယ်နော်အစာရှောင်းနိုင်လုံးလို့နတ်ဆိုးတွေထွက်တာမဟုတ်အစာရှောင်းမယ်တင်ဝမ်းမြောက်ခြင်းမရှိတော့တင်အစာရှောင်းတော့ညီတခြင်းမရှိရင်တင်အစာရှောင်းတော့စိုးရင်တဲ့စိတ်အရင်ပြည့်လာအစာရှောင်းတော့ဒါတင်ကိစ္စဒါမဲ့တကိုးနဲ့အသက်ရှင်ခြင်းနဲ့ဆိုတော့အစာရှောင်းခြင်းနဲ့မဆိုင်ဘူးယေရှုနဲ့
ဘယ်လောက်ရင်းနှီးလဲဆိုတာနဲ့ပဲဆိုင်တယ်ဂျေဇုတော်ဘယ်လောက်နားလည်တာနဲ့ပဲဆိုင်တယ်မှတ်တာဒါကြောင့်ရှင်ပေတရုအဲ့ဒါနဲ့ပိတ်သွားတာသူကဘာနဲ့ပိတ်သွားရှင်ပေတရုဘာနဲ့ပိတ်သွားသူ့ရဲ့စာဆောင်ဒုတိယစာဆောင်ဘာနဲ့ပိတ်သွားလဲဂျေဇုတော်နဲ့၎င်းငါတို့သခင်ယေရှုကိုသိကျွမ်းခြင်းနဲ့၎င်းဘာဖြစ်လဲကြီးပွားကြတော့ဒါကောင်းကြီးဒါကြီးကအကြီးအဲ့ဒါကြီးတကိုးကြီးတရားတောင်းတမရှိတဲ့သူတွေအားလုံးအားပေးခြင်းဖခင်ရဲ့အထာကိုတိဝိုင်းလောကမှာနေရတာအိုးရှေးအယံပေါ်လာတောင်းဒီနေ့အိမ်စာပရဖခင်ပေးလာပြီကြီးတော်ရတယ်ဖခင်လုံးမှာအာမင်ပြောရကြီးတော်ရကြီးတော်ရတယ်ဘုရားခင်လုံးမှာကြီးတော်ရတယ်လုံးမှာဒါတော့အရေးကြီးတာကတဲ့အောင်မြင်ဖို့ဘယ်တော့မှဆုတောင်းတော့ပါနဲ့ဆရာနာမနေတဲ့သူတွေခရစ်တော်အားဖြင့်အောင်မြင်ခြင်းကိုနေ့တိုင်းကြွေးကြော်ပါအာမင်အောင်မြင်ကြော်ပါလေနေ့တိုင်းကြွေးကြော်ပါကျွယ်ဝခြင်းကိုနေ့တိုင်းကျမ်းမာခြင်းကိုနေ့တိုင်းလွတ်မြောက်ခြင်းကိုနေ့တိုင်းဒါပဲကြွေးကြော်ပါ declaration ဆိုကြွေးကြော်တာကြော်ညာတာကြီးညာတာခြိုက်တာပြောလို့ရတယ် I don't know ဒါပေမဲ့လုံးဝကြီးညာပလိုက်ငါတို့ကအောင်မြင်တဲ့သူတွေမနှထားနဲ့ငါတို့ကအောင်မြင်တဲ့သူတွေပြောလိုက်မှာဝိညာဉ်တော့အတည်ပြုပြီဘာဖြစ်လို့လဲဆိုတော့ခရစ်တော်အားဖြင့်ခရစ်တော်နဲ့နီးကသွားကတ်လိုက်တယ်မှာခရစ်တော်နဲ့မိတ္တာဖွဲ့လိုက်တယ်မှာကိုယ်ဘယ်သူလဲဆိုတော့ကိုသိရတယ်ခွန်ဖခင်အမြဲတမ်းပြင်ဆင်ပေးတယ်ကိုယ်ဘယ်သူလဲသိလိုက်ဘာဖြစ်လာလဲကိုစပြီးဝန်ခံပြီကိုစပြီးကြွေးကြော်ပြီစတဲ့ကြွေးကြော်ပြီဆိုတာနဲ့ဘာဖြစ်လဲဆိုတော့နှုတ်ကပတ်တော်ကိုကြွေးကြော်တော့ကြောင်းကိုဖြစ်ချင်တာလားကိုဖြစ်ချင်းကိုလားကိုဖြစ်ချင်းကိုကြွေးကြော်ရတာကိုဖြစ်ချင်တာကိုကြွေးကြော်ရတာမဟုတ်ကိုရဲ့ဖြစ်ချင်းကိုကြွေးကြော်ရတာကိုရဲ့ဖြစ်ချင်းကိုကြွေးကြော်တာအာမင်ဘယ်လောက်ထိလွဲသွားလဲကြည်သားဖခင်ရဲ့ကောင်းကြီးမင်္ဂလာခံစားဖို့အကောင်းဆုံးငါတို့ဆက်ကအရန်လွဲသွားပြီဖခင်နိုင်ငံတော် doing နဲ့သွားတာမဟုတ် being နဲ့သွားတာ doing နဲ့ being ဆိုတာမတူဘူးယေရှုအကုန်လုပ်ပေးပြီးသား doing နဲ့သွားလို့မရတော့ being နဲ့သွားတာယေရှုအပြင်ငါတို့ကဒီလူတွေဖြစ်တယ်ငါတို့ယေရှုအဖြစ်ငါတို့ကဒီလူတွေဖြစ်တယ်ဆရာဒေးဗစ်လာအနာကတာရွေးအောင်မြင်မယ်ဆိုတော့ကြိုပြောရတယ်လေကြိုပြောရတယ်โอเคအနောက်ရှိမှအတားအဆီးတွေရှိမယ်ခြိုက်တာရှိပါစေအမြဲတမ်းအောင်မြင်တယ်အမြဲတမ်းအောင်မြင်ရလိမ့်မယ်အမြဲတမ်းအောင်မြင်လိမ့်မယ်အာမင်ဘာကြောင့်ပြောရတာလဲအမြဲတမ်းအောင်မြင်မယ်လို့ဘာကြောင့်ပြောရတာလဲဆိုရင်ယေရှုကြောင့်အာမင်ယေရှုအမြဲတမ်း focus လုပ်တယ်ဝိညာဉ်တော်ကလေယေရှု focus လုပ်ပြီးပြောတဲ့စကားတဲ့ဝိညာဉ်တော်အကုန်တည်ပြုတယ်ဒီစကားမှတ်ထားယေရှုပေါ်မှာမူတည်ပြီးတော့မှ focus လုပ်ပြီးပြောတဲ့စကားတဲ့ဝိညာဉ်တော်အကုန်တည်ပြုတော့တာဟုတ်နော်ကိုကြားဘူးနာဝဝါဒတွေရှောက်တော့မဟုတ်ကိုစကားပြောပြီးဆိုတော့ကိုရဲ့ focus ကယေရှုမှာရှိသွားပြီဆိုရင်ဟိုဆရာဒီဆရာတုံတင်ထားတယ်ရှောက်ပြီးတော့ကြားဘူးနာဝရှောက်ပြောလို့ဝိညာဉ်တော်လုံးမလို့ဘူးဒီတော်တော်များများအဓိကပြဿနာပါလားနှုတ်ကပတော်မရက်ဘူးဘယ်ပေါ်သွားရက်လဲနှုတ်ကပတော်ပြောတဲ့သူရဲ့စကားပေါ်သွားရက်တာ no အဲ့ဒါအရင်ကြီးတယ်ဟုတ်ပါတယ်နှုတ်ကပတော်ပြောတဲ့သူရဲ့စကားဟာတကယ်နှုတ်ကပတော်ဖြစ်ရင်ကောင်းတယ်နှုတ်ကပတ်တော်မဟုတ်ပဲနဲ့ဝါဒတစ်ခုပဲဖြစ်သွားရင်အဲ့ဒါကိုယ်ပြန်ဆွဲချတာတိရဟာနော်တောင်းဆရာကဝိညာဉ်ဖခင်နေရောက်လာတဲ့အချိန်မှာအဓိကဆရာဆွဲခေါ်တဲ့အရာဘာလဲဆိုတော့အထာနတ်ပါလားအထာနတ်ရဟမ်အထာနတ်ရအထာနတ်အရာအလတ်ဖြစ်ရဝိညာဉ်မှာအလတ်ဖြစ်ပြီဆိုတာနဲ့ရေးလေဘုရားကောင်းကြီးပေးတာရိတ်ရဆက်ပေးတာအာဗြဟံရဲ့အထာရေးလည်းနဲ့တာဟာဆရာဒေးဗစ်လာပြောရင်တဏီကိုပြောလို့မကုန်ဘူးအများကြီးဝိညာဉ်တော်ကြီးကအရာအလုပ်လုပ်လို့ရတယ်ဘာကြောင့်တက်လားအထာတွေပြောလို့
ဖခင်သဘောတဘာဝထိုင်ပြောရင်ဝိညာဉ်တော့မဆုံးတော့ကျွေးပြီးသားမှတော့အာဗြဟံနတ်တယ်နော်လူ3ယောက်မလာရင်နေပူတဲ့ကနေဝင်လာမြင်လဲမြင်အောင်ချက်ချင်းပဲမိမတဲ့တွားလောက်အောင်ခိုင်းစီတွေအများကြီးရှိတယ်ငါပြင်းတဲ့မိမအားဖြစ်ဆိုဒီအိမ်မဖြစ်လာအောင်လုံးလာဝရိယရှိတဲ့မိမကြောင့်ဘယ်လောက်ရှိလဲသူ့အိမ်မှာဘယ်လောက်ရှိလဲအနည်းဆုံးဒါမိမမပါသေးဘူးဂျူးထုံးစားလေမိမောက်စင်းကိုမသွင်းတာပြဿနာလေစစ်တိုက်တဲ့လူဦးရေဘယ်လောက်ရှိ330ရှိရအာဗြဟံ trainer ရေးလဲဆွဲဖို့ trainer 330ဒါပေမဲ့မိမတွေအများကြီးသူတို့မိမတွေအများကြီးအေးဆာရာကြီးတော့နေအကြုံမတွေရောတော့ခိုင်းလိုက်စမ်းလို့မပြောဘူးဆာရာနင်းသွားလုပ်တယ်အထာဘာပြောလိုက်တာလဲသိနေတဲ့မိန်းမရဲ့ဝန်းပြန်ရှင်ဖို့ရင်အတွက်ကောင်းကြီးရအောင်ယူမယ်ယူခိုင်းတာသူမြောက်မလုပ်ခိုင်းနဲ့မင်းလုပ်သူမြောက်မလုပ်ခိုင်းနဲ့မင်းလုပ်ခါလေးမှာလောကအရာတွေတော့သူမြောက်လုပ်ခိုင်းဝิญဉ်ရဲ့မှာကိုယ့်ဘာသာကိုလုပ်ရေးကြည့်လိုက်လောကအရာမှာတော့သူမြောက်ခိုင်းဝิญဉ်ရဲ့မှာကိုယ့်ဘာသာကိုဝင်လုပ်အလွတ်မသွားစေနဲ့ပြီးလည်းပြောချက်ချင်းအဲ့လူ3ယောက်ဘာမှတော့မသိတယ်မှာအဲထဲမှာသိတာ somebody they are somebody I got to do something I got to do special သူတို့လုပ်ပေးမယ်ထိုင်းမှာမဟုတ်နဲ့ခဏမစားတော့ပါမင်းလုံးစားတာမင်းတော့နေလုံးတော့ဟုတ်နော်ဟုတ်နော်အဲ့လူ3ယောက်စာရာတော့လောက်ခိုင်းဟုတ်လားဟုတ်နော်စာရာမုတ်ကိုတေချာတော့လောက်တယ်ပြီးတော့မှအကောင်တွေတတ်ခိုင်းတယ်မုတ်လောက်တာစာရာမုတ်လောက်ကျွေးပြီးတဲ့အချိန်မှာအဲ့3ယောက်ဆရာဘာစကားထွက်လဲနောက်ဒီအချိန်မှာအဲ့ချိန်မှာစာရာဘာလုပ်လဲဘသူဆရာလာလဲမထာရေးကြည့်တယ်ဝิญဉ်ရမှာနှပ်ဖို့လိုတယ်အဲ့ဒီချုံမတဲ့ခါလောက်ပြောနင်လို့နင်ဝန်းသိနေတာနင်လို့အောင်မှာတည်တဲ့ຢာတွေအလုံးပြန်ရှင်းခြင်းဘယ်တော့မှသူများလက်ဆင့်ကမ်းမလုပ်ခိုင်းနဲ့ကိုယ်တိုင်ဝင်လို့အောင်ကြရင်နော်ဘယ်လောက်နတ်လဲသလားဒီတခုတော့တခုပဲဒါဖျားဆရာလာဆိုတာငါထဲမှာတည်တယ်မြင်ရလုံးတယ်သူများမလုပ်ခိုင်းနဲ့နင်လုံးတယ်အောင်ကြရင်ဝิญဉ်ရမှာပါနိုင်ရတယ်နော်အမြဲတမ်း alert ဖြစ်ပါစေဝิญဉ်ရမှာနော်ငါတို့ဘူးဒီထမ်းလို့တယ်ငါဘောဒါပေမဲ့ငါထမနီးခါနဲ့နီးခါစတဲ့ပဲပါလေမင်းဘယ်တော့ပဲဖြစ်ပါဖြစ်နေ spot ဖြစ်အောင်လုပ်ငါရဲ့အလေးလာတဘောမင်းဒါပဲတင်ယူနေတယ်ဒါပဲတင်ယူငါလုတ်ခိုင်းပြီဆိုမင်းထားလို့ဘယ်သူမှမခိုင်းတော့နဲ့အလောကရတော့မင်းခိုင်းမင်းဖတ်တာမင်းအခိုင်းစီ1000 8000ခိုင်းဒါပေမဲ့မင်းတို့ငါကောင်းကြီးဖြစ်စီမဲ့ရဆိုမင်းလုပ်တော့ငါတဘူထမ်းလွယ်တယ်ဒါပေမဲ့ငါထမနီးခါဘယ်တော့နီးခါလာလဲနေတိုင်းပြောရအောင်နေတိုင်းနီးခါပါခိုင်းယူပါဖွင့်ပြမှုတွေရယူပါဟောဝိညာဉ်တော်ယေရှုတင်တော့ဆရာဒေးဗစ်လာဆရာထွက်တဲ့အရာအလုံးဝိညာဉ်တော်ရွေးလုံးအာမင်ဘာပဲတစ်ခုလောက်တာ MD ပဲလောက်ထားတယ်ကိုတော့ကျွန်တော် MD ပဲကိုတော့လောက်ချင်တာလောက်ကိုတော့ရဲ့နောက်ဆုံးလောက်ချင်တာလောက်ယူချင်တာအကုန်ယူသွား
ဆရာကျွဲဝချင်းကြောင်းရန်ပြောတယ်နော်အမေအတွင်းနဲ့ဖယားရှိမှပြောရတယ်ဆရာဘာမှမတတ်မှာဘူးအဲ့ဒါကျွဲဝချင်းလို့ချက် Yeah, it's true. ဘာမှမတတ်မှတာဆရာတေချာစဉ်းစားငါလိုချင်ဆုံးပါလဲဘာလို့မရှိဘူးအဲ့ဒါဝิญဉ်တော်လို့ရတယ်ကွာအဲ့ဒါဆရာစားမချအကုန်ပြောနေတာဒါပဲသူများတွေအကြီးကြီးဖြစ်တခါလဲလိုချင်ပါညာသူများတော့ကိုဝယ်လိုက်ပြီးအဲ့ဒါဘာတော့ဝယ်လို့ဝယ်လဲမသိဘူးသူများတော့ဖြစ်သွားပြီသူများတော့သူများတော့သူများလက်ဆောင်ပေးတာလွယ်လို့ဂျန်တဲ့ဟာဆိုရင်တော့ဆရာအကုန်ပေးတာသူများကျတော့တန်ဖိုးထားလို့ပေးတာကျတော့ကိုလည်းဒါတော့မှပေးချင်နေတာသူများပြန်တွေ့ဆရာပေးတယ်လို့ဆိုပဲပါလေသူများစမှာတွေ့တယ်ဆိုသွားရင်အဲ့ဒါသွားပြီအဲစိတ်မကောင်းလို့တော့တော်တော်လေးချစ်နေရတာဒါပေမဲ့ဒေးဗစ်လာဝယ်ရတော့အကုန်ကျွေးတာဒါပဲပေးတာဒီအိမ်တော့မဖះဖော်ပြန်ပေးမလို့ဒါပေမဲ့အမတော့ဝက်ပိုင်နေလို့မောင်ကြီးကျွေးတော့မှဖះဖော်ပြန်လုံးတော့မလို့လုံးချင်တာလက်ကတခါရားနေငါမပိုင်သေးတယ်တော့ဝက်ဆိုအဲ့ဒါအသာလေးပြန်ညင်ရဒါပေမဲ့ပြောပြချင်တာဘာမှမဟုတ် Yes. ခဏတော့လိုချင်တယ်လို့ဘာညာနဲ့နောက်ခဏနေလေပြန်စဉ်းစားဘာမှမလိုချင်တော့ဗျာဘယ်မှာရေးလဲပြောလဲဆိုတော့အဲ့ဒီဖွင့်ပြချင်းနေအဲ့ဒီယူပါယုံကြီးတွေထဲမှာဖျားကြောင်ပြီးသွားရင်ပြန်ပြီလေဖျားမပြီးခင်တာရေးလဲအင်းနဲ့အားနဲ့လို့ပြီးတော့လဲမကြည့်ချင်တော့အဲ့ဒါဖျားဟာပြီးသွားပြီဒါဆိုနောက်တစ်ခုထပ်လုပ်မယ်ဘာမှပြောနေဆိုအစ်စ်တွေလောက်ရတာပြောလို့မှပြီးသွားရင်ဘာမှမရှိတော့ငါဖျားကြောင်အဲ့လိုလည်းမရှိပြန်ဘူးငါကြောင်ငါဖျားကြောင်တစ်ခုမှလည်းမရှိတော့အကုန်ဖျားကြီးဟာကြီးပဲဆိုဖြစ်သွားအောင်ညေတာတင်ယူပါတခုပဲအရေးကြီးဆုံးတင်ရောမရတော့သူ့ရဲ့အထာကိုနေတဲ့တင် alert ဖြစ်စေအာဗြဟံကဲတော့အမြဲတမ်း alert ဖြစ်နေဘုရားပါပြန်ဒီ3ယောက်စီမှာငါမိသားစုအတွက်လူမျိုးကြီးဖြစ်စေမယ့်စကားပါလာတယ်ဆိုတာသူသိတယ်တို့ကအထာမနှက်ဘူးတို့ကအထာမနှက်တဲ့အကွက်တွေအများကြီးကောင်းကင်တမောင်တော့နေရာမပေးဘူးစာရောင်နေရာသွားပေးတဲ့အကွက်တွေရှိသေးတယ်စာရန်ပြောတဲ့စကားကိုယုံပြီးတော့စိတ်တက်ကြနေဖွဲ့ရရှိသေးတယ်ဒါပေမဲ့3ယောက်လာတဲ့ခါမှာတော့ရှင်းလေးပဲကလေးရလိုက်မယ်ဒုက္ခပဲတဲ့ရည်တယ်ဘာလို့ရည်ရလဲတဲ့ကြွားမရပါဘူးတဲ့ကောင်းကင်တမန်တော့ပတ်လို့ရမလားမရည်ခင်ကလေးကအိမ်ထဲဝင်ခင်ကလေးသူရည်မယ်ဆိုကြိုးသိပြီးသားဖခင်ရဲ့ကောင်းကင်တမန်နေရဖခင်ဖော်ပြထားပြီးသားလေဖះခိုင်းပြီဆိုရင်ဖះဖော်ပြရလေဒါပေမဲ့တဲ့ဘလောက်အောင်စရာကောင်းတယ်ဖះရဲ့နုညံ့သိမ်မွေ့ခြင်းရသူတို့မခေါ်ဖိတ်မဝင်နဲ့တဲ့အောင်စရာမခေါ်ဖိတ်ပဲနဲ့မဝင်ရဘူးဝိညာဉ်တော်ပြတာအာဗြဟံခေါ်ဖိတ်လို့ဝင်တာတင်မင်္ဂလာတင်မခေါ်ဖိတ်ပဲနဲ့သူမဝင်လာဘူးလောဝချဖះကငါမင်းကိုကောင်းကြည့်ပေးမယ်မပြောဘူးကောင်းကြီးတကားဝါမှာကိုကခေါ်ဖိတ်ရတာ welcome Holy Spirit လို့ခေါ်ဖိတ်ရတယ်လို့ welcome blessing welcome health welcome good health welcome divine connection welcome every day we have to welcomeဟိုအပြင်းမှာပဲဒီ3ယောက်ကဒါမဲ့ယူဒနာအခါလို့မရအောင်ကိုယ်အလိုပြည့်စုံမှုအခါလို့မရအောင်အရင်ဆုံးသူ့အလိုပြည့်စုံအရင်ဆုံးလုပ်ပဲသူတို့ဘိုက်စာလာတယ်သူတို့ဘာလုပ်မသူတို့အကုန်လုံး share ကိုပြင်ဆင်ရတာ share တော့မှကြုံမနဲ့မပြင်ဆင်ကြတခင်မကိုပြင်ဆင်ခိုင်းပြတာအတိတ်ပဲပါလဲနေကြုံမတွေလုပ်ရင်အချိုးပြေမှာမို့နေအကောင်းဆုံးလို့ဘာလို့လဲ the best ကိုပဲပေးရတင် the ဖျားခင်စရာ the best ဆိုတဲ့အကောင်းဆုံးရချင် you have to give your best Amen Amen တခုပဲဖျားပေးတဲ့အရာကိုတင်ရပြီဆိုကြီးတော့ချီးမွမ်းထပ်ပြောမယ်
ရားပေးတဲ့အရာကိုရရင်ကြီးလို့ကြီးမွားထပ်ပြောမယ်တစ်စက်တက်ပြီနော်ရလားအားလုံးရလားဖရားပေးခိုင်းရင်လဲပေးဖို့ပြင်တာဒီအိမ်ကိုဖရားပေးလားဖရားကဒီထက်ကြီးတဲ့အိမ်ပေးခြင်းဒီအိမ်ကိုပေးခိုင်းတဲ့အချိန်ရောက်လာလိမ့်မယ်ဖရားကကားပေးတယ်ဟာလေလုယာဟာလေလုယာဖရားကနေ့ကကားကိုဟို missionary ပေးလိုက်လို့ပြောရင် ready မဖြစ်ရင်အဲ့တက်ကောင်းတဲ့ကားမလာတော့မဟုတ်ကိုတော့ဒါလေးချစ်ခုတ်ပြီးတော့ဝယ်ထားတာမလုံးနဲ့ဒီထက်ကြီးတော့ရလာခြင်းနဲ့ဆိုရင်အဲ့ဒါပြောမယ်နော်ကျွဲဝခြင်းလှုပ်ဝက်ချက်ကကစီနဲ့ဝိညာဉ်ကတ်လို့မရအောင်ကျွဲဝတဲ့ကောင်းကြီးတဲ့စောက်စီးစင်းခြင်းဘာမရှိအောင်ကစီနဲ့ဝိညာဉ်လုံးဝဝင်ခွင့်ပေးတာမို့ကတ်ခွင့်ကိုမပေးနဲ့အဲ့ဒါရေးလည်းဘာဖြစ်လဲမင်္ဂလာရှိတယ်ဒီနေ့ဒီသားနဲ့သမီးစောင်းနဲ့ညံပြီးတော့သစ္စာနဲ့ဇူးမကလေးပါဝင်ခဲ့ကြတယ်တတိထားမိတယ်ညံပြီးတေးချာနားထောင်ဆက်ကခဲ့စောင်းတော့ဆရာလည်းမထင်ထားပါဘူးအမှုတော်ဆောင်ဖြစ်လာမယ်လို့မထင်ထားပါဘူးဒါပေမဲ့အံ့ဩစရာဘလောက်ကောင်းလဲသူကလည်းဆူတောင်းထားတာဆရာလည်းမသိပါဘူးမဲ့အချိန်တခုရောက်လာတဲ့အခါမှာစောင်းဖယားနာမည်နဲ့ခေါ်တယ်ဖယားမှုတော်တဲ့ခေါ်ပြီအမှုတော်တဲ့ဝင်မှဘာရပြီလဲအိမ်ရပြီကြည်စံအမှုတော်ဆောင်ခြင်းမင်္ဂလာဘာလုပ်ပြီလဲအမှုတော်ဆောင်ခြင်းမှာမင်္ဂလာရှိရနော်မင်္ဂလာရှိရနော်အရာမင်္ဂလာရှိဒါကြောင့်တရားဟောမှအမှုတော်ဆောင်တာမဟုတ်ဘူးနော်တရားမှမှုတော်ဆောင်တာမဟုတ်တော့သင်လှုပ်သမျှအရာတိုင်းဟာငါအမှုတော်ဆောင်နေတယ်ဆိုတဲ့စိတ်နဲ့လုပ်ဘုရားရေးလဲသင်ရဲ့တဲရောက်ကျဲစေတယ်ငါဘသူတော့မှလှုပ်တာမဟုတ်ငါဘုရားတော့လှုပ်တာငါဘသူတော့မှလှုပ်တာမဟုတ်ဘသူတော့ဘုရားတော့လှုပ်တော့ငါအကောင်းဆုံးလုပ်မယ်ဒီနှလုံးသားလေးနဲ့ဆက်ပြီးလှုပ်ဆောင်ကြပါဆရာပြောလိုက်ပြီနော်အခုမှအစာအာမင်လူမျိုးကြီးဖြစ်စေမယ်ဆိုတဲ့အရာကချိပိသားစကားပါကြီးမားသောမင်္ဂလာလာမယ်ဆိုစကားဒါပေမဲ့မမေ့သွားစေဘူးနောက်နှစ်ဒီအချိန်မှာမင်းသားရမယ်ဆိုတဲ့မင်္ဂလာဝင်လာဖို့ရန်တော့အမြဲတမ်းတကားဝနာမှာရှိတတ်တယ် welcome မလုပ်ဘဲနဲ့မဝင်လာတတ်ဘူးတတိထားလူတိုင်းတော့ဝင်ခိုင်းလို့မရအောင်လူတိုင်းကိုအာဗြဟံပေးမဝင်ဘူးဒါပေမဲ့အာဗြဟံကအမြဲတမ်းကိုးကွယ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ကောင်းကင်တမန်သိတယ်သူကကိုးကွယ်မှာပိုင်းခြားတတ်တယ်ဘယ်မျိုးရောက်ဘယ်နိုင်ငံရောက်သူပထမဆုံးလုပ်တာပါလေရစ်ပလင်တဲပြီသူရဲ့ဦးစားပေးရာပါကြီးလေကိုးကွယ်ခြင်းရစ်ပလင်တဲပြီစီးပွားရေးကောင်းတဲ့နေရာရွှေ့ဖို့မစင်စားနဲ့ကိုယ့်ရဲ့အတ္တတာတော့ကိုမိသားစုတော့ကောင်းကြီးဝိညာဉ်ကောင်းကြီးဖြစ်စေမဲ့အသင်းတော်ရှိတဲ့နေရာပြောင်းအဲ့ဒါကောင်းကြီးရဲ့ရိပ်လဲဥစားတာသူကဗာလဲစီးပွားရေးဒီနေ့မြန်မာပြည်သားတွေကဗာလဲစီးပွားရေးမကောင်းလို့ဒီဘက်ပြောင်းတာဘာအတွက်ပြောင်းတာမဟုတ်ဘူးလေဝိညာဉ်အတွက်ပြောင်းတယ်လို့အင်မတန်ရှားတယ်မှတ်ထားဝိညာဉ်ရေးရအတွက်ဆိုရင်တင်ပြောင်းပလိုက်မိသားစုလိုက်တင်ကောင်းကြီးစားပဲဟုတ်လားဒါကြောင့်မင်္ဂလာကိုဖိတ်ခေါ်တတ်တဲ့မိသားစုတွေအတ္တတာတွေဖြစ်ပါစေအာမင်ဟာလေလုယာအရောက်ဆက်ဖျက်ရှင်ကောင်းကြီးပေးပါစေ